ခေါင်းမှာရှိတဲ့ဒီနေရာကို angle down လို့ခေါ်မယ်ဖိညက်တဲ့အခါမှာဒီ line တွေကို pick position လို့ခေါ်ပြီးတော့ထောင်ဝေးလေးကိုကျွန်တော် corner point ပေါ့ corner point เนาะ angle point ဒါလေးကျွန်တော်တို့တွေဒီ angle down နေ corner point တွေကိုလောက်တဲ့အခါမှာကင်မွန်ကင်နည်းတွေကဒီလိုမောက်ခုံလဲကင်တယ်လို့ဒီလိုလဲမောက်ခုံလဲကင်တယ်ပြီးရင်ကျွန်တော်တို့ဒီလိုလဲကင်မယ်ဒီလိုလေးလဲကင်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဒီ corner point မှာလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလိုလေးကင်ပြီးတော့ဒီအောက်ကနေလို့လဲဒီလိုသွားတဲ့ style လဲရှိပါတယ်เนาะဒီလိုလေးသွားတဲ့ style လဲရှိတယ်ဒါမှမဟုတ်လဲဒီလိုအပေါ်ကနေလို့ဖြည်းဖြည်းချင်းဒီလိုဖြည်းဖြည်းချင်းဒီလိုလေးအောက်ကို short ချလာတာလဲရှိတယ်အဲ့လိုနှစ်ခုကိုကြိုက်တဲ့အာတန်တလုံးနဲ့ကျွန်တော်တို့ကလုပ်လို့ရပါတယ်ဒါကကြတော့ corner point ကို 0 gate အသုံးပြုတဲ့အချိန်ပြီးတော့ဒီ angle မှာဘယ်လိုအသုံးပြုမလဲဆိုရင် angle ဆိုရင်ဒီထိပ်ကနေဒီ center point ကနေယူလာတဲ့ဒီဆွဲချမယ်ဒီထောင်ငွေလေးရောက်ပြီဆိုရင်ကျွန်တော်တော့ရက်ထားပြီးတော့ဆိုတော့ဒီ 0 gate ကိုဒီလိုလေးမောက်ခုံလေးကန်လိုက်ပါကန်ပြီးရင်ကျွန်တော်တို့ဒီနားလေးမှာလက်ကိုနှစ်ဖူးလေးမှာထောက်ထားမယ်ထောက်ပြီးရင်ဒီ 0 gate ကိုဒီလိုလေးကျွန်တော်တို့ကဒီလိုလေးအသုံးပြုမှာဖြစ်တယ်ဒီလိုလေးပဲနားလေးကိုကျွန်တော်တို့ဒီလိုလုပ်လိုက်ရင်ဒီ corner point နဲ့ဒီတောင်းဒီဟာ side point ကိုကျွန်တော်တို့ကတည်တည်တက်တက်လေးရရှိမှာဖြစ်တယ်ပို့တဲ့အခါမှာပုံထုံးနေရဒီလောက်ပဲအကွာဝေးရဒီလောက်ပဲရှိနေရမှာဖြစ်တယ်เนาะဒါကကျွန်တော်တို့ 0.5 တို့ 1.5 တို့ထိုးတဲ့အခါမှာဒီလောက်ပဲကွာဝေးကိုဒါ fake ထိုးတဲ့ position ပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင် angle down တီနီ corner white တီနီနဲ့ကျွန်တော် fake position ထိုးပုံထိုးနည်းကိုကျွန်တော်ညဝေပေးခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်